ကဲဒီနေ့တော့မီးပိုးကောင်ကြိုက်ပြီးတော့ဖြစ်တဲ့အနာလေးကြောင်းပြပြမယ်။မတို့ဒီရာဒီမှာကျတော့ပူတဲ့ခါမှာကွာတချို့တွေကျတော့တကားတွေဖွင့်ပြီးညဘက်တွေမှာအိတ်ကြတယ်။အဲ့ခါမှာဒီမီးပိုးကောင်လေးတွေပြည့်ရွက်ပြန်လေးရဝင်လာပြီးတော့ကိုတွေကိုကြိုက်တယ်ပေါ့ကွယ်။ကြိုက်ပြီးတော့အမအနာတွေဖြစ်နိုင်တယ်ပေါ့။ဆိုတော့အဲ့ဒီဟာလေးဒီနေ့ပြပြပေးချင်တာပါ။အမအကျန်းအားဖြင့်ဒါမီးပိုးကောင်ကြိုက်တယ်လို့ပြောလိုက်တာပေါ့နော်။တကယ်တော့ तू ကကြိုက်တာတော့မဟုတ်ဘူး။ तू ကခန္ဓာကိုယ်မှာလာပြီးတော့ဒီပြည့်ရွက်ပြန်လေးတွေမီးပိုးကောင်တွေဒီ insect ပေါ့ beetle လေးတွေကလာပြီးတော့ဒီအရေပြားမှာနားတယ်ပေါ့နော်။နားတယ်တက်လာချိန်မှာကိုတွေကလို့ခါထုတ်လိုက်တာပဲဖြစ်ဖြစ်သူ့ကိုထိမိလိုက်တာပဲဖြစ်အဲ့ချိန်မှာ तू ကဒီအရေသူ့ထဲမှာရှိတဲ့အစိတ်ရေပေါ့အစိတ်ရေလိုပဲပြောရမှာပေါ့အဲ့ဒါလေး तू ကဖြန်းလိုက်တာပေါ့ခန္ဓာကိုယ်မှာပန်းခဲ့တာပေါ့ပန်းခဲ့တော့အဲ့အရေလေးရမှာတစင်ကိုယ်မှာဒီကိုနဲ့ထိပြီးတော့ allergy တွေထလာတယ်ပေါ့နော်ဘယ်လိုလိုမျိုးတွေဖြစ်တက်လဲဆိုတော့ तू ကကိုဘာမှမသိလိုက်ပဲတခါလေးဟိုအနီကွက်တွေဖြစ်တယ်ပြီးရင်အရေကြီးမှုတွေထလာတယ်ပြီးရားတယ်ပူဆက်တွေဖြစ်တယ်ပြီးအနာတွေဖြစ်လာတာမျိုးပေါ့နော်အရန်ဆိုရင်ကုတ်တာတွေပိုင်းများလာရင်ကြတော့အဲ့လိုမျိုးတွေဖြစ်တတ်တယ်ဆိုတော့အရေပြားရောင်တာမျိုးတွေစိုးတက်လို့ပေါ့နော်ဒီရာသီမှာသတိထားရအောင်ပြပြပေးရပါအဲ့တော့ကိုကအဲ့လိုမျိုးဖြစ်လာပြီပေါ့နော်တခါလေးကိုကအဲ့လိုကိုကိုကြိုက်သွားလို့သတိထားမိရဲဆိုတော့ကိုအဲ့နေရာသေချာလေးဆေးရမယ်ပေါ့နော်ရေသေချာဆေးရမယ်ပြီးရင်သူ့ပူးတဲ့ဟာတွေတိတ်မသုံးရအောင်မတို့တချို့ကြတော့ပယုတ်စီပုတ်တာတွေတံမြာတိတွေပုတ်တာတွေလောက်တာမျိုးတွေရှိရရားလို့ဆိုပြီးတော့အမှန်တကယ်ဒီချိန်မှာ chemical တွေမထိရဘူးရေလေးနဲ့သေချာဆေးရမယ်ပြီးတော့သူ့အေးအောင်ပေါ့ရေခဲဝတ်လေးကပ်ပေးရမျိုးလုပ်ရမယ်ပြီးတော့အယောင်ကျတဲ့ဆေးလေးတွေပေါ့နော်ဒီချိန်မှာတော့ steroid ဆေးတွေပါသုံးလို့တော့ရတယ်ဒါပေမဲ့ရေရှိသုံးလို့တော့မရဘူးပေါ့နော်လိုရင်တော့တခြားဟိုပိုးသက်ဆေးပါလိုသေးတယ်ဒါတော့ဆက်ပြီးတော့လူရမှာရှိတယ်အရန်ဆိုရင်တော့ဒါအရေးပြားအထူးကုဆရာဝန်နဲ့သေချာပြပေါ့နော်ဟိုကိုကတော့ဒီကိုရဲ့အိမ်မှာဆိုတော့သူ့သေချာလေးဆေးပေးအရင်ကုတ်တာဖဲ့တာတွေမလုပ်ရဘူးဒီအရေးကြီးမှုတွေကိုဖြစ်နိုင်တော့မဖောက်နဲ့ဖောက်တဲ့ခါမှာပိုးဝင်တာတွေပါဖြစ်မှာဆိုလို့ဒီတိုင်းပဲထားပြီးဆေးလေးတွေလူပေးပေါ့နော်သူတို့ကကြတော့ဟိုဒီလိုမျိုးအကောင်ကိုက်တာကိုကာဝယ်ဖို့ဆိုရင်ကိုကအိတ်တဲ့ခါမှာဒီမီးတွေပါတွေညဘက်ကိုကမီးတွေပါတွေဖွင့်ပြီးအိတ်တာမျိုးတွေမလုံးနဲ့ပြီး brain mouth တွေဖွင့်အိတ်တာမျိုးတွေမလုံးနဲ့ပေါ့နော်ဒီမှာကချင်းတောင်ထောင်ပြီးအိတ်တာမျိုးတွေလုံးမယ်တကားတော့မဟုတ်လေတကားကိုဖွင့်ပြီးအိတ်တာမျိုးမလုပ်ဘဲနဲ့တကားလေးပိတ်ပြီးအိတ်တာမျိုးလုပ်ပေးပေါ့မဟုတ်ရင်ကြတော့သူတို့ကဒီညဘက်ဆိုတက်လာတယ်မသိဘဲနဲ့ခါထုံးမိရမျိုးဆိုရင်ကိုခန္ဓာမှာသူတို့ရဲ့အစိတ်ရည်လေးဖြစ်ပြီးတော့ဒီအနာလေးပို့ပြီးဆိုးမှာဆိုလို့ပေါ့ဆိုတော့ဒီဟာတက်တာအောင်ဆိုတော့သူ့ရဲ့ဆေးတွေခုနပြောသူတောက်ဆေးလေးတွေအရားပြည့်အောင်ပေါ့မတို့ကလမင်းလိုရှင်လေးတွေလူတာရွိုက်လေးတွေလူတာပြီးပိုးသက်ဆေးလူတာစသဖြင့်လိုနိုင်တယ်ပြီးတောက်ဆေးဆိုလည်းအရားပြည့်တဲ့တောက်ဆေးပိုင်းစသဖြင့်လိုတယ်ပေါ့နော်ဒါတွေကတော့အရှိမပြောသလိုပဲရေပြားထုခုဆရာနဲ့တေချာပြပါအဲ့လိုမျိုးဒီရာဒီမှာအဲ့လိုမျိုးလေးဖြစ်တတ်တယ်ဆိုတော့ကိုကပြောပြပေးတာပါအဲ့ဒါတော့မတို့က Pedral Rush လို့ခေါ်ရဲပေါ့နော်ဒါမီးပိုးကောင်လေးကြိုက်ပြီးတော့ဖြစ်တဲ့ဟာလေးပေါ့ဒီနေ့ကတော့မီးပိုးကောင်ကြိုက်တဲ့ဒဏ်ရာဒီ Pedral Rush အကြောင်းလေးကိုပြပြပေးတာပါ